speed နဲ့ velocity ကဘာကွာလဲလို့ထင်တယ်ဒီနှစ်ခုလုံးကအရာဝတ္ထုတစ်ခုဟာအချိန်တစ်ခုမှာခရီးအကွာအဝေးဘယ်လောက်သွားနိုင်လဲဆိုလိုတာဥပမာကားတစ်စီးက100မီတာအကွာအဝေးရှိတဲ့ခရီးကို9စက္ကန့်နဲ့ရောက်တယ်ဆိုရင်အဲ့ဒီကားရဲ့အမြန်နှုန်းက20မီတာ/စက္ကန့်ဖြစ်တယ်ဆိုလိုတာကကားက1စက္ကန့်ကြာတိုင်းမှာ20မီတာခရီးရောက်တယ်ဆိုတဲ့သဘော speed ကလည်း20မီတာ/စက္ကန့် velocity ကလည်း20မီတာ/စက္ကန့်ဒီချိန်မှာဆိုရင် speed နဲ့ velocity နဲ့ကတူးနေတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုကားကမြင်းပြောင်အတိုင်းသွားနေလို့ distance ကလည်း100မီတာ displacement လည်း100မီတာဖြစ်နေတယ်ဒါဆိုအကယ်၍လမ်းကမြင်းပြောင်မဟုတ်ဘဲနဲ့တောင်ကုန်းတစ်ခုလိုယူဆလိုက်အဲ့ဒီတောင်ကုန်းကိုကား9စက္ကန့်နဲ့ဖြတ်သွားမယ်ဆိုရင်ကားရဲ့ distance နဲ့ displacement ကမတူတော့ဘူး distance က displacement ထက်ပိုပြီးများနေလိမ့်မယ်ဒီ distance နဲ့ displacement နှစ်ခုလုံး time taken အချိန်နဲ့စားလိုက်မယ်ဆိုရင်ထွက်ပေါ်လာတဲ့အမြန်နှုန်းနှစ်ခုကကားရဲ့ speed နဲ့ velocity ဖြစ်တယ် distance နဲ့ displacement ကမတူတဲ့အတွက် speed နဲ့ velocity ကလည်းမတူတော့ပဲဖြစ်တယ်speed ကအကွာအဝေး distance အပေါ်မူတည်ပြီးတော့ velocity ကကြတော့အရွေ့ displacement အပေါ်မူတည်တယ်ဆိုတဲ့သဘောအဲဒါကြောင့် scalar quantity distance အပေါ်မူတည်နေတဲ့ speed က scalar quantity ဖြစ်ပြီးတော့ vector quantity displacement အပေါ်မူတည်နေတဲ့ velocity ကကြတော့ vector quantity ဖြစ်တယ် velocity က vector quantity ဖြစ်တဲ့အတွက်ကြောင့် velocity ကိုဖော်ပြမယ်ဆိုရင်ပမာဏ magnitude အပြင်ဥဒ္ဒရာ direction ကိုပါဖော်ပြရမယ်